မင်္ဂလာပါ YC Podcast မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်အခန်းကတော့ Harry Potter နဲ့မော်ကြောက်တုံးစာအုပ်မှာအခန်း30 Halloween ပွဲဖြစ်ပါတယ်နောက်တစ်နေ့မှာပင်မပုံပေါ်နေပေမဲ့ပုံမှန်အတိုင်းပြုံးပြုံးရွှင်ရွှင်နဲ့ရှိနေတဲ့ Harry နဲ့ Ron တို့ကို Hogwarts မှာပြန်တွေ့လိုက်ရတဲ့အခါ Malfoy ကတော့သူ့မျက်လုံးတူတောင်မယုံနိုင်အောင်ဖြစ်သွားပါတယ်တကယ်တမ်း Harry နဲ့ Ron တို့အတွက်တော့ခေါင်းသုံးလုံးခွေးကြီးနဲ့တွေ့ခဲ့တာဟာစိတ်လှုပ်ရှားစရာစွန့်စားကန်းကြီးတစ်ခုလိုဖြစ်နေပြီးနောက်ထပ်စွန့်စားကန်းတစ်ခုကိုတောင်ထပ်သွားခြင်းနေကြပါသေးတယ်။အဲ့ဒီကြားထဲမှာ Harry က Gringotts ဘဏ်ကနေ Hogwarts ကိုပြောင်းရွှေ့လာပုံရတဲ့ပါဆယ်တုံးလေးအကြောင်း Ron ကိုအသေးစိတ်ပြောပြထားပြီးဘလို့အရာမျိုးမို့လို့ဒီလောက်တောင်အဆောက်အအုံတွေထားရတာလဲဆိုတာကိုသူတို့အချိန်တော်ကြာစဉ်းစားနေကြပါတယ်။ဒါကအရန်တန်မိုးကြီးတာဟုတ်ရင်ဟုတ်မဟုတ်ရင်အရန်အန္တရာယ်များတဲ့အရာတစ်ခုခုပဲဖြစ်ရမယ်။ Ron ကပြောလိုက်တယ်။နှစ်ခုလုံးလည်းဖြစ်နိုင်တာပဲလို့ Harry ကပြန်ပြောလိုက်တယ်။ဒါပေမဲ့သူတို့သိထားတာဆိုလို့အဲ့ဒီအရာက2 လလောက်ပဲရှိတယ်ဆိုတာရှိတော့တခြားအချက်လက်တွေမရမချင်းဘာလဲဆိုတာကိုခန့်မှန်းဖို့ခံနေပါတယ်။ Neville နဲ့ Hermione ကတော့ခွေးကြီးနဲ့အဟွာတကားအောက်မှာဘာရှိမလဲဆိုတာကိုနည်းနည်းလေးမှစိတ်မဝင်စားကြပါဘူး။ Neville အတွက်အရေးကြီးဆုံးကတော့အဲ့ဒီခွေးကြီးနာကိုဘယ်တော့မှထပ်မသွားရဘူးပါပဲ။ Hermione ကတော့အခုဆို Harry နဲ့ Ron တို့ကိုစကားမပြောဘဲနေပါတယ်။သူကအကုန်လုံးသိတတ်တယ်လို့နဲ့ဆရာလုံလွန်းတဲ့သူဖြစ်တာကြောင့်သူတို့နှစ်ယောက်အတွက်တော့ကောင်းတဲ့အချက်တစ်ခုလိုတောင်ဖြစ်နေပါတယ်။အခုသူတို့တကယ်အလိုရှိနေတာက Malfoy ကိုပြန်ပြီးပညာပေးဖို့ပါပဲ။အဲ့ဒီအတွက်အခွင့်အရေးကတော့တပတ်လောက်အကြာမှစာပို့စည်းကွက်တွေနဲ့အတူရောက်ရှိလာပါတယ်။ပုံမှန်အတိုင်းဇီးကွက်တွေခမ်းမကြီးတွေကိုပြန်ဝင်လာချိန်မှာလူတိုင်းရဲ့အာယုံကအော်တန်ကြဲကြဲနဲ့ဇီးကွက်ကြီး6ကောင်ဝိုင်းတယ်လာတဲ့ရှေးလျားပါလွာတဲ့ပါဆယ်တုပ်ကြီးစီကိုရောက်သွားပါတယ်။ Harry လည်းအခြားသူတွေလိုပဲအဲ့ဒီအထုပ်ကြီးထဲမှာဘာပါမလဲဆိုတာကိုစိတ်ဝင်စားနေတော့မှာပဲ။ဇီးကွက်တွေကအဲ့ဒီအထုပ်ကို Harry ရှေ့တက်တက်ချပေးလိုက်လို့သူ့ရဲ့ဝက်ပေါင်ကြောက်တွေတောင်ကျမ်းပြင်ပေါ်ပြုတ်ကျကုန်ပါတယ်။နောက်ထပ်ဇီးကွက်တစ်ကောင်ကအဲ့ဒီအထုပ်ပေါ်ကိုစာတစ်စောင်ပစ်ချလိုက်တဲ့အခါရှေ့ကဇီးကွက်တွေကအမြန်ရှောင်ဖယ်လိုက်ကြတယ်။ Harry ကစာကိုအရင်ဆုံးဖောက်ဖက်လိုက်တာကံကောင်းသွားပါတယ်။ဘာကြောင့်လဲဆိုတော့စာထဲမှာဒီအထုပ်ကိုစပွဲပေါ်မှာမဖွင့်ပါနဲ့လို့ရေးထားလို့ပါပဲ။ဒီထဲမှာမင်းရဲ့ Nimbus 2000တမျက်စီအစ်စ်ပါတယ်။ဒါပေမဲ့အားလုံးကမင်းမှာတမျက်စီရှိမှန်းသိသွားရင်သူတို့လည်းလိုချင်ကြမှာဆိုလို့ဘသူ့ကိုမှမသိစေချင်ဘူး။ Oliver Wood ကဒီည9 နာရီ Quidditch ကွင်းမှာမင်းရဲ့ပထမဆုံးလေ့ကျင့်ရေးအတွက်စောင့်နေလိမ့်မယ်။ပမောက္ခMcGonagall မှHarry ကဝမ်းသာခြင်းနဲ့နေတဲ့အရေးအယောင်ကိုမနှဲဖုံးကွယ်ရင် Ron ကိုစာဖတ်ဖို့ပေးလိုက်တယ်။ Nimbus 2000နဲ့လား Ron ကမနာလိုတန်လေးနဲ့ညီးလိုက်တယ်။ငါအဲ့ဒါမျိုးတစ်ခါမှကိုင်းတော့မကိုင်းဘူးသေးဘူး။သူတို့တွေကပထမဆုံးအတန်းမစခင်အဲ့ဒီတမျက်စီကိုတွားဖွင့်ကြည့်ချင်တာကြောင့်ခမ်းမကြီးတဲကနေအမြန်ထွက်လာခဲ့ကြတယ်။ဒါပေမဲ့ရဲတိုက်အဝင်ခမ်းမဆောင်ကြီးရဲ့အလယ်လောက်ရောက်မှာတော့ Crabbe နဲ့ Goyle တို့ကလှေကားအတက်လမ်းကိုပိတ်ထားတာတွေ့လိုက်ရပါတယ်။ Malfoy က Harry လက်ထဲကအထုပ်ကိုလူယူပြီးစမ်းကြည့်လိုက်တယ်။ဒါတပြက်စီးပဲလို့သူကပြောပြီးမနာလိုစိတ်ရန်လိုစိတ်တွေနဲ့ Harry စီကိုပြန်ပစ်ပေးလိုက်ပါတယ်။ဒီတစ်ခါတော့မင်းဒုက္ခရောက်ပြီပေါ့တာ။ပထမနေ့ကျောင်းသားတွေကတမျက်စီးပိုင်ဝင်မရှိဘူးလေ။ Ron ကတော့မအောက်နိုင်တော့ပဲပြန်ပြောလိုက်ပါတော့တယ်။ဒါကတာမန်တမျက်စီးမဟုတ်ဘူး။ Nimbus 2000กว่า။မင်းအိမ်မှာရှိတာဘာတမျက်စီးဆိုလား Malfoy ။ Comet 260ဆိုလား။ Ron က Harry ကိုကြည့်ပြီးပြုံးပြလိုက်တယ်။ Comet တွေကကြည့်ကောင်းအောင်ပဲရှိတာ။ Nimbus နဲ့ရှင်ရင်တော့ဘာအဆင်မှမဟုတ်ဘူးလေ။မင်းကဘာသိလို့လဲ Weasley ။မင်းမှာအဲ့ဒီတမျက်စီးရဲ့လက်ကင်တဝက်စာတောင်ဝယ်နိုင်တဲ့ပတ်စံရှိလို့လား။ Malfoy ကပြန်ပတ်လိုက်တယ်။မင်းတို့ညီကိုတွေတစ်ကိုင်းတစ်ချောင်းချင်းစီစုနေရတာမဟုတ်ဘူးလား။ Ron ပြန်မပြောနိုင်ခင်မှာပဲပမောက္ခ Flitwick က Malfoy ရဲ့ဘေးနားကိုရောက်လာပါတယ်။မင်းတို့ရန်ဖြစ်နေကြတာမဟုတ်ပါဘူးနော်ကောင်လေးတွေ။သူကဆူဆူဝါးဝါအတန်လေးနဲ့မေးလိုက်တယ်။ပေါ်တာဒီမျက်စိတစ်ချောင်းလက်ဆောင်ရလို့ပါပမောက္ခ။ Malfoy ကအမြန်တိုင်လိုက်တယ်။အေးဟုတ်တယ်လို့ပမောက္ခ Flitwick က Harry ကိုပြုံးပြရင်းပြောတယ်။ပမောက္ခMcGonagall ကဒီထူးခြားတဲ့အချိန်လေးအကြောင်းငါ့ကိုအကုန်ပြောပြထားပြီးသားပါပေါ်တာ။အဲ့ဒါကဘာမျိုးစားလဲ။ Nimbus 2000ပါဆရာလို့Harry က Malfoy ရဲ့ထိတ်လန့်သွားတဲ့မျက်နှာကြီးကိုကြည့်ပြီးမရီမိအောင်အောင့်ထားရင်းဖြေလိုက်တယ်။
တကယ်တော့ဒီတမျက်စီးကိုရတာမက်ဖွိုင်းကျေးဇူးလက်ပါပါတယ်ခင်ဗျာလို့သူကထပ်ဖြည့်ပြောလိုက်တယ်။ Harry နဲ့ Ron တို့ကတော့မက်ဖွိုင်းရဲ့ဒေါသထွက်ပြီးကြောင်အံ့ဖြစ်ကြံခဲ့တဲ့ပုံစံကိုကြည့်ပြီးရီမောကလှေကားပေါ်ကိုတက်လာခဲ့ကြပါတယ်။အဲ့ဒါအမှန်ပဲလေကွာ။စကျင်ကြောက်လှေကားတရဲ့အပေါ်ဆုံးကိုရောက်တဲ့အခါ Harry ကရီရင်းပြောလိုက်တယ်။သူသာ Neville ရဲ့သတိပေးမော်လို့မခိုးခင်ငါအတင်းနဲ့ရောက်မှာမဟုတ်ဘူးလေ။ဒါဆိုနင်ကစီးကဖောက်ပြက်လို့စွရတယ်လို့ထင်နေရပေါ့ဟုတ်လား။သူတို့အနောက်ကနေဒေါသတန်တစ်ခုထွက်လာတယ်။ဟမိုင်ယိုနီက Harry လက်ထဲကအထုပ်ကိုမကျေမနပ်ကြည့်ရင်းလှေကားပေါ်ကိုဒေါသတကြီးနဲ့ချေးဆောင်တက်လာတယ်။နင်ငါတို့ကိုစကားမပြောတော့ဘူးလို့ထင်နေတာ။ Harry ကပြောလိုက်တယ်။အေးလေအခုမှမရက်လိုက်ပါနဲ့။နင်စကားမပြောတာငါတို့အတွက်ပိုကောင်းတယ်။ Ron ကဝင်ပြောလိုက်တယ်။ဟမိုင်ယိုနီကတော့နှာခေါင်းကိုအပေါ်ပင့်ပြီးစောင့်အောင်ကထွက်သွားပါတော့တယ်။အဲ့ဒီနေ့မှာ Harry တယောက်သင်ခန်းစာတွေကိုအာရုံစိုက်ဖို့တကယ်ခက်ခဲခဲ့ပါတယ်။သူစိတ်တွေကအိတ်ဆောင်ထဲကကရင်အောက်မှာရှိနေမဲ့ဓမျက်စီးအစ်စ်ကြီးစီဒါမှမဟုတ်ဒီညလေ့ကျင့်ရေးလုပ်ရမယ့် Quidditch ကွင်းစီကိုပဲအမြဲရောက်သွားလို့ပါ။ညစာစားတဲ့အခါမှာလည်းဘာတွေစားမိမှန်းတော့မသိပဲအမြန်စားတောက်ခဲ့ပြီးနောက်ဆုံးမှာတော့ Nimbus 2000ဓမျက်စီးကြီးကိုဖွင့်ကြည့်ဖို့ Ron နဲ့အတူအိတ်ဆောင်စီကိုအပြေးအလွှာတက်လာခဲ့ကြပါတော့တယ်။ဦးRon က Harry ရဲ့အိပ်ရခင်းမော်ကိုလိမ့်ကျလာတဲ့ဓမျက်စီးကြီးကိုကြည့်ပြီးအားကျစွာနဲ့ရေရွတ်လိုက်တယ်။ဓမျက်စီးအမျိုးအစားတွေအကြောင်းဘာမှမသိတဲ့ Harry တောင်မှဒါကတကယ့်ကိုကောင်းမွန်ပြီးလှပတဲ့အရာတစ်ခုလို့ထင်နေမိတယ်။အဲ့ဒါကမဟော်ဂနီရောင်လက်ကင်နဲ့ချောမို့တောက်ပြောင်နေပြီးအောက်ဖက်ကဓမျက်စီးအမွှေးတွေကလည်းညီညာဖြောင့်စင်နေကလက်ကင်ရဲ့ထိပ်ပိုင်းနားမှာတော့ Nimbus 2000ဆိုပြီးရွှေရောင်စလုံးနဲ့ရေးထွင်ထားပါတယ်။ည9နာရီနီးကပ်လာတာနဲ့မျှ Harry ကရဲတိုက်ထဲကနေထွက်လာပြီးမှောင်ရီပြိုးစားမှာပဲ Quidditch ကွင်းထဲကိုထွက်လာခဲ့ပါတယ်။သူကွင်းထဲကိုတခါမှမရောက်ဘူးသေးပါဘူး။ကွင်းပတ်လည်ကပွဲကြည့်စင်တွေကိုအမြင့်ကြီးမြင့်ထားတာကြောင့်ပရိသတ်တွေကဖြစ်ပျက်သမျှကိုအပေါ်ကနေအကုန်မြင်နိုင်ပါတယ်။ကွင်းရဲ့တစ်ဖက်တစ်ချက်စီမှာတော့ထိပ်မှာခွင်းလေးတွေပါတဲ့ရွှေရောင်တိုင်3တိုင်စီရှိနေပါတယ်။အဲ့ဒါတွေကမက်ကယ်ကလေးတွေဘူပေါင်းမှုတ်တဲ့ပလတ်စတစ်ချောင်းလေးတွေနဲ့တူနေပေမဲ့မတူတာကပေ90လောက်မြင့်နေတာပါပဲ။နောက်တစ်ခါပြန်တမ်းမှုအတွက်ဝုကိုစောင့်မနေနိုင်တော့တဲ့ Harry ကဓမျက်စီးပေါ်ခွာစီးပြီးမြေပြင်ကိုကန်ကာပြန်တက်လိုက်ပါတယ်။ဒါကဘလို့ခန်းစားချက်မျိုးပါလေ။သူကဂိုးတိုင်တွေကြားထဲကိုဝင်းကြီးထွက်ချီပြန်တန်းပြီးကွင်းထဲမှာအရှိန်အဟုန်နဲ့ပြန်ဝဲနေပါတယ်။ Nimbus 2000ဓမျက်စီးကသူ့အသားလေးထိလိုက်ရုံနဲ့သူ့သွားချင်တဲ့ဘက်ကိုလှည့်ပေးပါတယ်။ဟေးဖော့တာအောက်ကိုဆင်းခဲ့အောင်။ Oliver Wood ရောက်လာပါပြီ။သူကတစ်သားတစ်တာကြီးတစ်လုံးကိုဂျိုင်းမှာညှက်လာတယ်။ Harry ကသူ့ဘေးနားကိုဆင်းသက်လိုက်တယ်။အရန်ကောင်းတယ်လို့Woodကမျက်လုံးတွေတလက်လက်တောင်းရင်ပြောလိုက်တယ်။ပမောက္ခမကောတကယ်ဘာလို့ဆိုလို့လဲဆိုတာငါအခုမှသိတော့မင်းကတကယ်ကိုပါရမီပါတာပဲ။ဒီညတော့ငါမင်းကိုစီးကမ်းတွေပဲအရင်သင်ပေးမယ်။အဲ့ဒီနောက်မှာတော့တပတ်ကို3ချိန်အသင်းနဲ့တူလေ့ကျင့်ရလိမ့်မယ်။သူကတစ်တာကိုဖွင့်လိုက်တဲ့အခါအထဲမှာအရွယ်စားမတူတဲ့ဘောလုံးလေးလုံးရှိနေပါတယ်။ကဲဝူကပြောလိုက်တယ်။ခွစ်တစ်ဆိုတာကစားဖို့တော့မလွယ်ရင်နားလည်ဖို့တော့လွယ်ပါတယ်။အသင်းတစ်သင်းမှာကစားသမား9ယောက်စီရှိတယ်။အဲ့ဒီတွေက3ယောက်ကိုဘောလုံးပစ်သမားလို့ခေါ်တယ်။ဘောလုံးပစ်သမား3ယောက် Harry ကလိုက်ရွတ်လိုက်တယ်။ဝူကဘောလုံးပွဲကဘောလုံးကန်နဲ့အရွယ်စားလောက်ရှိတဲ့အနီရောင်ဘောလုံးတစ်လုံးကိုထုတ်ယူလိုက်တယ်။ဒီဘောလုံးကိုကွာဖဲလို့ခေါ်တယ်။ဘောလုံးပစ်သမားတွေကဒီဘောလုံးကိုတယောက်နဲ့တယောက်ပစ်ပြီးဟိုဘက်ကဂွင်းတွေကိုဝင်အောင်ထည့်ရတယ်။တစ်ခါဝင်ဆင်းမှတ်ရတယ်။နားလေလား။ဘောလုံးပစ်သမားတွေကကွာဖဲကိုပစ်ပြီးဂိုးဝင်ဖို့ဂွင်းထဲဝင်အောင်ထည့်ရမယ်ပေါ့။ Harry ကပြန်ရွတ်ပြတယ်။ဒါဆိုတာကတပြက်စီးစီးပြီးဂွင်း6ဂွင်းနဲ့ကစားရတဲ့ဘတ်စကတ်ဘောလိုမျိုးပေါ့။ဟုတ်တယ်မလား။ဘတ်စကတ်ဘောဆိုတာဘာလဲလို့ဝူကစူးစမ်းလိုစိမ့်နဲ့မေးလိုက်တယ်။ထားလိုက်ပါတော့လို့ Harry ကအမြန်ပဲပြောလိုက်ရတယ်။အခုဆိုတစ်ဖက်စီမှာဘောလုံးဖန်သမားလို့ခေါ်တဲ့ကစားသမားတယောက်စီလည်းရှိသေးတယ်။ငါက Gryffindor အသင်းရဲ့ဘောလုံးဖန်သမားပေါ့။ငါတို့ဘက်ကခွင်း3ခွင်းနားမှာပြန်ဝဲနေပြီးဟိုဘက်အသင်းကကိုမသွင်းနိုင်အောင်တားရတာ။ဘောလုံးပစ်သမား3ယောက်ဘောလုံးဖန်သမား1ယောက် Harry ကအကုန်လုံးကိုမှတ်မိအောင်ကြိုးစားနေတယ်။ပြီးတော့သူတို့ကကွာဖယ်နဲ့ကစားကြတယ်။ဟုတ်ပြီနားလေ။ဒါဆိုဒါတွေကဘာလုပ်ဖို့လဲ။သူကတစ်တာထဲမှာကျန်နေတဲ့ဘောလုံး3လုံးကိုညွှန်ပြလိုက်ပါတယ်။အခုပြမယ်။ဝူကပြောတယ်။ဒါကိုယူထားလိုက်။သူက Harry ကိုဘေ့စ်ဘောရိုက်တံအတိုလေးနဲ့တူတဲ့ဒုတ်တိုလေးတစ်ချောင်းပေးပါတယ်
ဘလက်ဂျာရီဘာလို့လဲဆိုတာငါမင်းကိုပြမယ်ဟူကပြောလိုက်တယ်ဒီဘောလုံးနှလုံးကဘလက်ဂျာရီပေါ့သူကအနီရောင်ကွာဖဲဘောလုံးထက်နည်းနည်းသေးပြီးမဲနက်နေတဲ့ပုံစံတူဘောလုံးနှလုံးကိုပြပါတယ်အဲ့ဒီဘောလုံးတွေကတစ်တာထဲမှာရှိတဲ့တိုင်းကျိုးတွေကနေရုံထွက်ဖို့ကြိုးစားနေပုံရတာကိုဟယ်ရီသတိထားမိလိုက်တယ်အနောက်ကိုဆုပ်လိုက်လို့ဟူကသတိပေးတယ်သူကခါကိုင်းပြီးဘလက်ဂျာတစ်လုံးကိုလှုပ်ပေးလိုက်တယ်ချက်ချင်းဆိုသလိုပဲအဲ့ဒီအနှဲ့ရောင်ဘောလုံးကအပေါ်ကိုပြန်တက်သွားပြီးဟယ်ရီမျက်နှာစီတက်တက်ကြီးပြေးဝင်လာပါတော့တယ်ဟယ်ရီကသူ့နှာခေါင်းကျိုးမသွားအောင်ပေးထားတဲ့ထုံနဲ့ဝှေ့ရမ်းပြီးရိုက်ထုတ်လိုက်တဲ့အခါဘောလုံးကလေထဲမှာကွေ့ကွေ့ကောက်ကောက်နဲ့လွင့်သွားပြီးသူတို့ခေါင်းပေါ်မှာဝဲပြန်နေရင်ကဘူးစီကိုဦးတီသွားပြန်ပါတယ်ဘူးကအဲ့ဒီဘောလုံးပေါ်ကိုခုံအုပ်ပြီးမြေပြင်မှာဖိထားလိုက်နိုင်တယ်တွေ့လားဘူးကအမောတကောပြောရင်ရုံးကန်နေတဲ့ဘလက်ဂျာကိုတစ်တာထဲပြန်ထည့်ကတိုင်းကျိုးနဲ့တေချာချီလိုက်ပါတယ်ဘလက်ဂျာတွေကကစားသမားတွေမျက်စိပေါ်ကနေပြုတ်ကြအောင်လက်လိုက်တိုက်နေအဲ့ဒါကြောင့်အသင်းလိုက်မှာဘောလုံးရဲ့သမား2ယောက်စီရှိတာငါတို့အသင်းမှာတော့ဝီဇလီအမွှာ2ယောက်ပေါ့သူတို့ရဲ့အလုပ်ကကိုယ့်ဘက်ကလူတွေကိုဘလက်ဂျာတွေရန်ကကာကွယ်ပေးပြီးတစ်ဖက်အသင်းစီရအောင်ရိုက်ထုတ်ပေးရတာကဲအကုန်လုံးမှတ်မိရဲ့လားဘောလုံးပစ်သမား3ယောက်ကကွာဖယ်နဲ့ကိုသွင်းမယ်ဘောလုံးဖမ်းသမားကဂိုးတိုင်တွေကိုစောင့်မယ်ဘောလုံးရိုက်သမားတွေကအသင်းကိုဘလက်ဂျာတွေရန်ကကာကွယ်ပေးမယ်ဟယ်ရီကအစင်လိုက်ပြန်ရွတ်ပြတယ်အရန်တော်တယ်လို့ဟူကချီးကျူးလိုက်တယ်ဟိုးဘလက်ဂျာတွေကြောင့်လူသေးဘူးတာရှိလားဟယ်ရီကပေါ့ပေါ့ပပမေးတဲ့ပုံစံမျိုးဖြစ်အောင်မေးကြည့်လိုက်တယ်ဟော့ဝတ်စ်မှာတော့တစ်ခါမှမရှိဘူးပါမေယို2ခါလောက်ကြိုးဘူးတာတော့ရှိတာပေါ့အဲ့ထက်မပိုးပါဘူးကဲအသင်းရဲ့နောက်ဆုံးအဖွဲ့ဝင်ကတော့ဘောလုံးရှာသမားပေါ့အဲ့ဒါမင်းကတော့ကွာဖယ်တို့ဘလက်ဂျာတို့စိတ်ပူစရာမလိုဘူးကျွန်တော်ကောင်လာမရိုက်မချင်းပေါ့လေစိတ်မပူပါနဲ့ဝီဇလီညီကိုတွေကဘလက်ဂျာတွေကိုကောင်းကောင်းကင်တွယ်နိုင်ပါတယ်ပြောချင်တာကသူတို့ကိုယ်တိုင်ကလူသားဘလက်ဂျာတွေလို့ဖြစ်နေတယ်ဟူကတစ်တာတွေကစတုထမြောက်ဖြစ်တဲ့နောက်ဆုံးဘောလုံးကိုထုတ်ယူလိုက်ပါတယ်ကွာဖယ်တို့ဘလက်ဂျာတို့နဲ့ရှင်လိုက်ရင်အဲ့ဒါကတစ်ကြားသည့်အကြီးစားအရွယ်လောက်ပဲရှိပြီးအရန်ကိုသေးငယ်ပါတယ်အဲ့ဒါလေးကရွှေရောင်တောက်နေပြီးတစ်ဖြက်ဖြက်ခတ်နေတဲ့ငွေရောင်တောင်ပန်လေးတွေရှိပါတယ်ဒါကိုတော့ဟူကပြောလိုက်တယ်ရွှေရောင် snitch ဘောလုံးလို့ခေါ်တယ်အားလုံးထဲမှာအရေးကြီးဆုံးဘောလုံးပဲသူ့ကိုဖမ်းမိဖို့အရန်ခက်တယ်ဘာလို့လဲဆိုတော့သူကအရန်မြန်ပြီးတော်ုံနဲ့မမြင်ရလို့ပဲဒါကိုဖမ်းမှုကဘောလုံးရှာသမားရဲ့အလုပ်ပေါ့မင်းကဘောလုံးပစ်သမားတွေဘောလုံးရိုက်သမားတွေဘလက်ဂျာတွေနဲ့ကွာဖယ်ဘောလုံးတွေကြားထဲကနေတိုးထွက်ပြီးဟိုဘက်အသင်းကဘောလုံးရှာသမားထက်အရင်ဦးအောင်ဖမ်းရမယ်ဘယ်ဘောလုံးရှာသမားကပဲဖြစ်ဖြစ်ဒီ snitch ကိုဖမ်းမိလိုက်ရင်သူ့အသင်းအတွက်အမှတ်150အပိုရတာကြောင့်အဲ့ဒီအသင်းကအမြဲတမ်းလိုနိုင်တာပဲအဲ့ဒါကြောင့်ဘောလုံးရှာသမားတွေကအမြဲတမ်းတိုက်ခိုက်ခံရတာပေါ့ခွေဒစ်ကစားပွဲကဒီ snitch ကိုဖမ်းမိမှပဲပြီးတာဆိုတော့တစ်ခါတလေအကြာကြီးကစားရတတ်တယ်စံချိန်တင်ထားတဲ့မှတ်တမ်းအရဆို3လလောက်တောင်ကြာဘူးတယ်ထင်တယ်ကစားသမားတွေအိတ်လို့ရဖို့အတွက်အစားထိုးကစားသမားတွေကိုအလှည့်ကျဝင်ကစားခိုင်းရတာလေကဲဒါပါပဲဘာမေးစရာရှိသေးလဲဟယ်ရီကခေါင်းခါပြလိုက်ပါတယ်သူဘာလို့ရမလဲဆိုတာကိုတော့ကောင်းကောင်းနားလည်သွားပါပြီဒါပေမဲ့တကယ်လို့ဖို့ကတော့ပြဿနာပေါ့ငါတို့အခုတော့ snitch နဲ့မလေးကျင်သေးဘူးလို့ဟူကပြောရင်းတစ်တာတွေကိုခယူးတစိုက်ပြန်ထည့်လိုက်တယ်အခုကရမ်းမှောင်နေပြီပျောက်သွားနိုင်တယ်ဒါကြောင့်ဒီဟာလေးတွေနဲ့ပဲအရင်စမ်းကြည့်ရအောင်ဟူကသူ့အိတ်ထဲကနေတာမန်ကောက်တီအိတ်တအိတ်ကိုထုတ်လိုက်ပြီးမိနစ်အနည်းငယ်အကြာမှာတော့သူနဲ့ဟယ်ရီတို့ဟာလေထဲမှာပြန်ဝဲနေကြပါတယ်ဟူကကောက်တီတွေကိုအရက်မျက်နှာအနှံ့အစွမ်းကုန်ပစ်ပေးပြီးဟယ်ရီကလိုက်ဖမ်းရတာပါဟယ်ရီကတလုံးမမလွတ်အောင်ဖမ်းနိုင်တာကြောင့်ဟူကတော့သဘောကျလို့မဆုံးပါဘူးနိုင်ဝက်လောက်ကြာတဲ့အခါမှာတော့တကယ်ကိုမှောင်သွားပြီဖြစ်လို့သူတို့တွေဆက်ပြီးမလေးကျင်နိုင်တော့ပါဘူးဒီနေ့ Quidditch ဖလားမှာငါတို့နာမည်တေချာပေါက်ရေးရတော့မှာလို့ဟူကရဲတိုက်စီပြန်လျှောက်လာရင်ပျော်ပျော်ရွှင်ရွှင်ပြောလိုက်တယ်မင်းကချာလီဝီဇလီထက်ပိုတော်လာမယ်ဆိုရင်တော့ငါအံ့အောင်မှမဟုတ်ပါဘူးသူသာငကားရီနောင်မလိုက်ဝါဘူးဆိုရင်အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ကစားနေရလောက်တပတ်ကို3ရက်လောက် Quidditch လေ့ကျင့်ရေးတွေလုပ်ပြီးကျောင်းစာတွေလည်းလုပ်နေရတာကြောင့်ဟယ်ရီတယောက် Hogwarts ကိုရောက်နေတာ2လတောင်ရှိသွားပြီဆိုတာကိုသူကိုယ်တိုင်တောင်မယုံနိုင်အောင်ဖြစ်နေပါတယ်ဒီရဲတိုက်ကြီးက Privet လမ်းထက်တောင်သူ့အတွက်အိမ်နဲ့ပို့တူနေပါပြီသူတို့တွေကအခြေခံတွေကိုကျွမ်းကျင်လာတာနဲ့မျှကျောင်းသင်ခန်းစာတွေကလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဟော်လဝင်းနေ့မနက်ခင်းမှာတော့ဇင်းကြံလန်းတွေတခြားမှာမွှေးကြိုင်နေတဲ့ရွှေဖယုံသီးဖုတ်ထားတဲ့ရနံ့တွေနဲ့အတူနိုးထလာကြပါတယ်ပိုပြီးဝမ်းသာစရာကောင်းတာကဒီနေ့ပါမောက္ခဖလစ်ဝစ်က
မော်ကာတာမန်တန်အတန်းမှာပစ္စည်းတွေကိုပြန်တန်းအောင်လုပ်တတ်ဖို့သင်ပေးတော့မယ်လို့ကြေညာလိုက်တာပါပဲ။နဗဲရဲ့ဖပြုတ်လေးကိုစာသင်ခန်းထဲမှာဝဲပြန်နေအောင်လုပ်ပြကြတဲ့ကလူတိုင်းကဒါကိုစမ်းကြည့်ချင်နေကြတာပါ။ပမောက္ခဖလစ်ဝစ်ကကျောင်းသားတွေကိုလေ့ကျင့်မှုအတွက်2ယောက်တွဲစီခွဲပေးလိုက်တယ်။ Harry က Seamus Finnegan နဲ့တွဲရပါတယ်။ Neville ကသူနဲ့အကြည့်ချင်းဆောင်အောင်ကြိုးစားနေတာမို့လို့သူတော်တော်လေးစိတ်သက်သာရသွားပါတယ်။ဒါပေမဲ့ Ron ကတော့ Hermione Granger နဲ့တွဲရပါတယ်။ Ron နဲ့ Hermione ဘသူကပိုပြီးစိတ်တိုနေလဲဆိုတာပြောဖို့တောင်ခက်ပါတယ်။ Hermione က Harry ရဲ့တမျက်စီရောက်လာတဲ့နေ့ကတည်းကသူတို့2ယောက်ကိုစကားမပြောဘဲနေခဲ့တာပါ။ကဲတို့တွေအမြဲလေးကျင့်နေတဲ့လက်ကောက်ဖို့လှုပ်ရှားမှုကိုမမေ့ကြနဲ့နော်လို့ခါတိုင်းလိုစာအုပ်ပုံကြီးပေါ်မှာထိုင်နေတဲ့ပမောက္ခဖလစ်ဝစ်ကသူစူဝါးဝါအတန်လေးနဲ့ပြောပါတယ်။ဝှေ့ရမ်းပြီးတော့စက္ကနဲခါလိုက်မှတ်ထားနော်ဝှေ့ရမ်းပြီးခါထုတ်မော်စကလုံးတွေကိုမှန်မှန်ကန်ကန်ရွတ်ဆိုဖို့ကလည်းအရန်ရေးကြီးတယ်။ F အစား S လို့မှားရွတ်မိလို့ရင်ဘတ်ပေါ်ကျွဲကြီးတစ်ကောင်ပြုတ်ကျလာပြီးကျန်းရင်ပေါ်မှာပိနေခဲ့တဲ့မော်ဆရာဘရူဖီယိုကိုဘရောမမေ့ကြနဲ့။အဲ့ဒါကတကယ်ကိုခက်ခဲပါတယ်။ Harry နဲ့ Seamus တို့ဝှေ့ရမ်းလိုက်ခါလိုက်လုပ်နေကြပေမဲ့လေထဲပြန်ရမယ့်ငမွေလေးကတော့စပွဲပေါ်မှာပဲငြိမ်နေပါတယ်။ Seamus ကစိတ်မရှိတော့တာနဲ့သူ့မော်ဒုတ်တန်နဲ့အသားလေးတိုးကြည့်လိုက်တဲ့အခါမီးထတောက်လာလို့ Harry ကသူ့အုပ်ထုပ်နဲ့ရိုက်ပြီးမီးငြိမ်လိုက်ရပါသေးတယ်။ဖေးစပွဲက Ron ကလည်းတိတ်ကံမကောင်းရှာပါဘူး။ Wingardium Leviosa လို့အော်ဟစ်ပြီးသူ့ရဲ့လက်ရှိရှည်တွေကိုလေရဟတ်တောင်ပန်နေလို့ဝှေ့ရမ်းနေပါတယ်။နင်ရွတ်တာမှားနေတယ်လို့ Hermione ဟောက်လိုက်တဲ့အတန်ကို Harry ကြားလိုက်ရတယ်။ဒါက Wingardium Leviosa လေ။ဂါဆိုတဲ့အတန်ကိုရှေ့ကြီးဆွဲရမှာ။ဒါဆိုလဲနေမဲ့လုပ်ပြလေ။နင်ကအရန်တော်တယ်ဆိုတော့ Ron ကပြန်អော်လိုက်ပါတယ်။ Hermione ကဝိယုံလက်ကိုမှားလိုက်ပြီးမော်ဒုတ်တန်ကိုခါထုတ်လိုက်ခါ Wingardium Leviosa လို့ရွတ်လိုက်ပါတယ်။သူတို့ရဲ့ငမွေလေးကစပွဲပေါ်ကနေကြွတက်သွားပြီးသူတို့ရဲ့ခေါင်းပေါ်4 ပေအကွာလောက်မှာပြန်ဝဲနေပါတော့တယ်။အိုးတော်လိုက်တာလို့ပပောက္ခဖလစ်ဝစ်ကလက်ခုပ်တီးပြီးချီးကျူးလိုက်တယ်။အားလုံးကြည့်ကြပါဦး Miss Granger လုံနိုင်သွားပြီ။အတန်းပြီးတဲ့အခါမှာတော့ Ron ကအတော်လေးစိတ်တိုနေပါတယ်။သူ့ကိုဘယ်သူမှကြည့်မရတာမဆန်းပါဘူးလို့သူကဇင်းကြံကလူအုပ်ကြတဲ့တိုးဝင်ရင် Harry ကိုပြောတယ်။ "तू ကဒုက္ခလိုက်ပေးနေရလူပဲတကယ်ပြောတာ။အဲ့ဒီအချိန်တယောက်ယောက်ကသူတို့ဘေးကနေအမြန်ဖြတ်သွားရင် Harry ကိုဝင်တိုက်သွားပါတယ်။အဲ့ဒါက Hermione ပါ။ Harry ကသူ့မျက်နှာကိုမြင်လိုက်ရတဲ့ခဏမှာသူ့မျက်ရည်တွေကျနေတာကိုတွေးလိုက်ရလို့ထိတ်လန့်သွားပါတယ်။သူကြားသွားပြီထင်တယ်။ကြားတော့ဘာဖြစ်လဲလို့ Ron ကပြောလိုက်ပေမဲ့သူလည်းနည်းနည်းတော့စိတ်မသက်မသာဖြစ်သွားပုံရပါတယ်။သူ့မှာတငယ်ချင်းတယောက်မှမရှိတာသူ့ကိုယ်သူလည်းသတိထားမိမှာပါ။ Hermione ကနောက်တန်းချိန်ကိုလည်းလာမတက်သလိုတနေ့ကင်းလုံးလဲသူ့ကိုမတွေ့ရပါဘူး။ Halloween ပွဲတော်အတွက်ခမ်းမဆောင်ကြီးကိုသွားတဲ့လမ်းမှာဖာဖာတီဖတ်သေးရသူတငယ်ချင်းလာပင်တာကိုHermione ကမိန်းကလေးတန်းစင်ကန်ထဲမှာငိုနေပြီးတယောက်တည်းနေစင်တယ်လို့ပြောနေကြောင်းပြောပြနေတာကို Harry တို့ကြားလိုက်ရပါတယ်။ဒါကိုကြားတော့ Ron ကပိုပြီးမျက်နှာပြတ်သွားတယ်။ဒါပေမဲ့ခဏအကြာမှာတော့ခမ်းမကြီးတွေက Halloween အတွက်အလှဆင်မှုတွေကြောင့်Hermione အကြောင်းကိုသူတို့မေ့သွားကြပါတယ်။နေရနဲ့မျက်နှာချက်တွေမှာတက်ရှိလင်းတို့အကောင်ပေါင်းထောင်နဲ့ချီကပြန်ဝဲနေပြီးနောက်ထပ်1000လောက်ကလည်းစပွဲတွေပေါ်မှာအနက်ရောင်တိမ်တိုက်ကြီးတွေလိုခဏိမ့်နှိမ့်ပြန်ဝဲနေကြတာကြောင့်ဖျုံသီးမိအိမ်တွေကဖျောင်းနိုင်မီတွေတောင်တုန်ခါနေပါတယ်။အဲ့ဒီအချိန်ရွှေရောင်ပကံတွေပေါ်မှာကြိုညသာစားပွဲတုန်းကလိုအရသာရှိတဲ့စားတောက်ဖွယ်ရာတွေကရုတ်တရက်ပေါ်လာပါတော့တယ်။ Harry ကအာလူးဖုတ်လေးတစ်လုံးကိုယူဖို့ပြင်နေတုန်းမှာပဲပမောက္ခကွာရဲကခမ်းမတွေကိုအပြေးအလွှားဝင်လာပါတယ်။သူ့ရဲ့ခေါင်းပေါင်းကလည်းရွယ်ဆောင်နေပြီးမျက်နှာမှာလည်းထိတ်လန့်တုန်လှုပ်မှုတွေအပြည့်ပါပဲ။ပမောက္ခတမ်ဘယ်ဒိုရဲ့ကလထိုင်နာကိုရောက်တဲ့အခါသူကစပွဲကိုမှီလိုက်ပြီးမြေအောက်ခန်းတွေထဲမှာမြေဘလူးကြီးတကောင်ခမ ्या တို့တီးသားတဲ့နဲ့ထင်လို့အသက်ပြင်းပြင်းရှူရင်ပြောလိုက်တဲ့အခါလူတိုင်းကသူ့ကိုစိုက်ကြည့်နေကြတယ်။အဲဒီနောက်မှာတော့သူကကျမ်းပြင်ပေါ်ကိုသတိလစ်ပြီးလဲကျသွားပါတော့တယ်။ခမ်းမတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်။ပမောက္ခတမ်ဘယ်ဒိုရဲ့မော်ဒုတ်တန်ကနေခဲရောင်မီရှူးမီးပန်းတွေအများကြီးဖောက်ထုတ်လိုက်ပြီးမှပဲအားလုံးပြန်ငြိမ်သွားကြပါတယ်။
ကျောင်းသားခေါင်းဆောင်တွေလို့သူကဩဇာတန်အပြည့်နဲ့ပြောလိုက်တယ်။ကျောင်းသားတွေကိုကိုယ့်အဆောင်ကအိတ်ဆောင်တွေစီချက်ချင်းပြောင်းခေါ်သွားကြ။ပါစီကတော့သူ့အလုပ်သူအရန်ကိုကျင့်တဲ့နေပုံရပါတယ်။ငါနောက်ကလိုက်ခဲ့ကြပထမနေ့တွေလူမကွဲစေနဲ့ငါအမိတ်တိုင်းလိုက်လို့မယ်ဆိုရင်မြေဘူးလူကိုကြောက်စရာမလို။ငါနောက်ကနေကတ်လိုက်ခဲ့ကြ။လမ်းဖယ်ပေးကြပါဦးပထမနေ့တွေလာနေရင်စိတ်လောက်ပါငါကျောင်းသားခေါင်းဆောင်လေ။မြေဘူးကဘလို့လို့အထဲရောက်လာတာလဲလို့တေကားပေါ်အတက်မှာဟယ်ရီကမေးလိုက်တယ်။ငါလာမမေးနဲ့လေသူတို့ကတော်တော်တုံးတယ်လို့ကြားဘူးတယ်။ဘရွန်ကပြန်ပြောတယ်။ Peeps ကဟော်လိုဝင်းမှာနောက်ပြောင်မှုအတွက်လှုပ်လိုက်တာလည်းဖြစ်နိုင်တာပဲ။သူတို့တွေကအရက်ညက်နာအနှံ့အပြေးလွှားသွားနေကြတဲ့လူအုပ်ကြီးကိုဖျက်ကျော်လာခဲ့ကြတယ်။ရောက်ရက်ခတ်နေတဲ့ Hufflepuff ကျောင်းသားတွေကြားထဲကတိုးထွက်လာနေတော့မှပဲဟယ်ရီကရွန်ရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်။ငါခုမှသတိရတယ်။ဟမိုင်ယိုနီသူကဘာဖြစ်လို့လဲ။သူမြေဘလူးကြောင့်မသိသေးဘူးလေ။ရွန်ကသူ့နှက်ခမ်းကိုကိုက်လိုက်တယ်။အေးကောင်းပြီလေ။သူကခက်ပြက်ပြက်ပြောလိုက်တယ်။ဒါမဲ့ပါစီငါတို့မမြင်တာကောင်းလိမ့်မယ်။သူတို့တွေကိုကိုင်းပြီးတော့ Hufflepuff တွေသွားတဲ့တခြားလမ်းဘက်ကိုလိုက်သွားကြတယ်။အဲဒီနောက်လူသူကင်းမဲ့တဲ့စင်းကြံလန်းတစ်ခုတည်းအသာဝင်လိုက်ပြီးမိန်းကလေးတက်စင်ကန်းစီအပြေးလွှားသွားကြပါတယ်။ထောင်ကျိုးတစ်ခုအရောက်မှာတော့သူတို့နောက်ကနေခတ်သွက်သွက်လျှောက်လာတဲ့ခြေတံတွေကိုကြားလိုက်ရတယ်။ပါစီပဲလို့ရွန်ကတူတူလေးပြောပြီးဟယ်ရီကို Griffin ကြောက်ရွံ့ကြီးတစ်ခုရဲ့အနောက်ကိုဆွဲခေါ်သွားတယ်။ဒါပေမဲ့ချောင်းကြည့်လိုက်တဲ့အခါမှာတော့ပါစီမဟုတ်ပဲ Snape ဖြစ်နေပါတယ်။သူကစင်းကြံလန်းကိုဖျက်ပြီးမြင်ကွင်းထဲကနေပျောက်ကွယ်သွားတယ်။သူဘာလုပ်နေရလဲလို့ဟယ်ရီကတူတူလေးမေးတယ်။ဘာလို့တခြားဆရာတွေနဲ့မြေရောက်ခန်းတွေထဲမှာရှိမနေရလဲ။ငါလည်းမသိဘူး။သူတို့တွေခြေတံလုံနိုင်သမျှလုံအောင်လုပ်ပြီး Snape ရဲ့ဝေးကွာသွားတဲ့ခြေတံနောက်ကိုလိုက်သွားကြတယ်။သူကတတိယထပ်ကိုသွားနေတာပဲလို့ဟယ်ရီကပြောပေမဲ့ရွန်ကလက်ပြပြီးတားလိုက်တယ်။မင်းအနက်တစ်ခုခုရနေလားဟယ်ရီနှာရှုံကြည့်လိုက်တဲ့အခါတကယ်ကိုဆိုးရွားတဲ့အနံကြီးတစ်ခုသူ့နှာခေါင်းထဲဝင်လာပါတယ်။အဲ့ဒီအနံကခြေအိတ်အဟောင်းတွေရဲ့အနံနဲ့ဘယ်သူမှမစေးကြောတဲ့အများသုံးအိမ်သားကအနံတွေပေါင်းစပ်ထားသလိုပါပဲ။အဲ့ဒီနောက်တော့သူတို့တွေကြားလိုက်ရတယ်။တိုးညင်းတဲ့ဟိဟောက်တန်နဲ့အတူအေယာမခြေထောက်ကြီးတွေဒရွတ်တိုက်ဆွဲလျှောက်လာတဲ့အတန်မှာရွန်ကလက်ညှိုးထိုးပြလိုက်တယ်။စင်းချန်လန်းရဲ့အစုံဘယ်ဘက်မှာကြီးမားတဲ့အရာတစ်ခုကသူတို့စီကိုဦးတည်လာနေပါတယ်။သူတို့တွေကအရှိတ်ထဲမှာပုံနေပြီးလာရောင်အောက်ထဲဝင်လာတဲ့အကောင်ကြီးကိုကြည့်နေကြတယ်။အဲ့ဒါကတကယ်ကိုကြောက်စရာကောင်းတဲ့မြင်ကွင်းပါပဲ။သူကအမြင့်12ပေလောက်ရှိပြီးသူ့ရဲ့အရေးပြားကအယောင်မှိုင်းနေတဲ့ကြောက်တုံးလိုမိကိုရောင်တန်းနေပါတယ်။သူ့ရဲ့အဖူးထစ်တွေနဲ့ခန္ဓာကိုယ်ကြီးကကြောက်တုံးကြီးတစ်တုံးလိုဖြစ်နေပြီးထိတ်ကကတုံးပြောင်ပြောင်ခေါင်းသေးသေးလေးကတော့အုံသီးတစ်လုံးတင်ထားသလိုပါပဲ။တစ်ပင်ပင်စီလိုမျိုးထူထဲတိုးတုတ်တဲ့ခြေထောက်တွေမှာတော့မာကြောကြမ်းတမ်းနဲ့ခြေဖွားဝါးပြပြကြီးတွေရှိပါတယ်။သူ့စီကထွက်လာတဲ့အနံကလည်းတကယ်မခံနိုင်လောက်အောင်ပြင်းပါတယ်။သူ့ရဲ့လက်မောင်းကြီးတွေကအရန်ရှည်နေတာကြောင့်သူကင်ထားတဲ့တစ်သားတင်းပုတ်ကြီးကကျမ်းပြင်ပေါ်မှာဒီရွတ်တိုက်ပါလာပါတယ်။ရေဘလူးကြီးကတကားပေါက်တစ်ခုနားမှာရက်လိုက်ပြီးအထဲကိုချောင်းကြည့်လိုက်တယ်။သူ့ရဲ့နေရွက်ရှည်ကြီးတွေကိုလှုပ်ရမ်းရင်းတခုခုကိုဆုံးဖြတ်လိုက်ဟန်နဲ့အခန်းထဲကိုဖြည်းဖြည်းချင်းဝင်သွားပါတယ်။တကားတော့ကလောက်မှာတော့တက်ထားတယ်လို့ဟယ်ရီကတူတူလေးပြောလိုက်တယ်။ငါတို့သူ့ကိုအထဲမှာပိတ်ထားလို့ရတာပဲ။အကြံကောင်းမယ်လို့ရွန်ကအစိုးရတကြီးနဲ့ပြန်ပြောတယ်။သူတို့တွေပွင့်နေတဲ့တကားစီကိုတားလေးတိုးသွားကြပါတယ်။ပါဇက်တွေကလည်း၆ကပ်နေပြီးရေဘလူးကြီးအပြင်ကိုပြန်ထွက်မလာပါစေနဲ့လို့ပဲဆူတောင်းနေကြတယ်။အဲဒီနောက်ဟယ်ရီကဝုန်းကနေခုန်ပြီးတော့ကိုဆွဲတကားကိုပိတ်ပြီးတော့ခတ်လိုက်နိုင်ပါတယ်။ဟုတ်ပြီကွ။သူတို့တွေအောင်မွဲခံကဇင်းကြံလန်းတိုင်းပြန်ပြေးလာပြီးထောင်ကျိုးကိုရောက်တဲ့အခါသူတို့ရဲ့နှလုံးခုန်တန်းကိုရပ်တန့်သွားစေမယ့်အတန်တစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ထိတ်လန့်တုန်လှုပ်နေတဲ့ဆူဆူဝါဝါအော်တန်ပါပဲ။အဲ့ဒီအတန်ကသူတို့ခုလေးတင်တော့ခတ်လိုက်တဲ့အခန်းထဲကထွက်လာတာပါ။အိုးမဖြစ်ဘူးလို့ရွန်ကသွေးစွန်းနေတဲ့ဘယ်ရွန်လိုဖြူဖြော့သွားပြီးပြောလိုက်တယ်။ဒါမင်းကလေးတန်းစင်ကမ်းပဲဟယ်ရီကအလန်တကြားပြောလိုက်တယ်။ဟမိုင်ယိုနီသူတို့နှစ်ယောက်လုံးတပြိုင်တည်းអော်လိုက်ကြတယ်။ဒါကသူတို့မလုပ်ချင်ဆုံးအလုပ်ပါပဲ။ဒါပေမဲ့သူတို့မှဘာရွေးချယ်စရာရှိအောင်မှလဲ။သူတို့တွေပြန်လှည့်ပြီးတကားစီကိုအမြန်ပြေးသွားကြတယ်။လမ်းဖြတ်နေတာကြောင့်တော့ကိုမနှဲဖွင့်လိုက်ရပါတယ်
Harry ကတကားကိုဆွဲဖွင့်လိုက်ပြီးသူတို့အထဲကိုပြေးဝင်သွားကြတယ်။ Hermione Granger ကမျက်နှာချင်းဆိုင်ကနံရံမှာကပ်နေပြီးသတိလစ်တော့မဲ့ပုံစံမျိုးနဲ့ကြောက်လန့်နေပါတယ်။မြေဘလူးကြီးကသူ့စီကိုချင်းကပ်လာနေရင်းနဲ့နံရံတစ်လျှောက်ကလက်ဆေးကန်တွေကိုရိုက်ခွဲနေတယ်။သူ့အာယုံလွှဲလိုက်။ Harry က Ron ကိုအသေးအတန်အော်ပြောလိုက်ပြီးလက်ဆေးကန်ကရေပုံပိုင်ကောင်းတစ်ခုကိုဖြုတ်ယူကာနံရံကိုအစွမ်းကုန်ပစ်ပေါက်လိုက်တယ်။မြေဘလူးကြီးကHermione နဲ့ပေးနှဲငယ်အကွာမှာရပ်သွားပါတယ်။သူကအတန်ဘယ်ကထွက်လာတာလဲဆိုတာသိရဖို့မျက်လုံးပုတ်ခတ်လုပ်ရင်လေးလံနှေးကွေးစွာနဲ့ပတ်ဝန်းကျင်ကိုလှည့်ကြည့်တယ်။သူ့ရဲ့မျက်လုံးတစ်လေးတွေက Harry ကိုမြင်သွားပါတယ်။သူကခဏတုံဆိုင်သွားပြီးတင်းပုတ်ကိုမြှောက်ကိုင်းက Harry စီကိုဦးတီလာနေတယ်။ဟေးအုံနောက်မရှိတဲ့ကောင်။ Ron ကအခန်းတစ်ဖက်ခြမ်းကနေအော်လိုက်ပြီးတံပိုက်လုံးတစ်ခုနဲ့ပစ်ပေါက်လိုက်ပါတယ်။မြေဘလူးကြီးကသူ့ပခုံးကိုပိုက်လုံးမှန်တာတောင်သတိထားမိပုံမပေါ်ပေမဲ့အော်တန်ကိုကြားသွားတာကြောင့်Ron ဘက်ကိုကြီးရဆိုတဲ့သူ့နှာခေါင်းကြီးလှည့်ပြီးရက်လိုက်ပြန်ပါတယ်။အဲ့ဒီချိန်မှာ Harry ကဘေးကနေပတ်ပြေးဖို့အချိန်ရသွားပါတယ်။လာပြေးလေ။ Harry က Hermione ကိုတကားစီဆွဲခေါ်ဖို့ကြိုးစားရင်အော်ပြောပေမဲ့သူမကတော့ကြောက်လန့်လွန်းလို့ပါးစပ်အဟောင်းသားနဲ့နံရံမှာပဲကပ်နေပြီးမလှုပ်နိုင်တော့ပါဘူး။အော်ဟစ်တန်တွေနဲ့ပဲ့တင်တန်တွေကမြေဘလူးကြီးကိုပို့ပြီးဒေါသထွက်စေပုံရပါတယ်။သူကနောက်တစ်ချိန်ဟိမ့်ဟောက်လိုက်ပြီးသူနဲ့အနီးဆုံးလဲဖြစ်သလိုပြေးစရာလမ်းလည်းမရှိတော့တဲ့ Ron စီကိုဦးတီးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ Harry ကအရန်ရဲရင်သလိုမိုက်မဲရလဲကြားတဲ့လုပ်ရတစ်ခုကိုလုပ်လိုက်ပါတော့တယ်။သူကအရှိန်နဲ့ပြေးခုန်လိုက်ပြီးမြေဘလူးကြီးရဲ့လယ်ပင်ကိုအနောက်ကနေတိုင်ဖက်လိုက်ပါတယ်။ Harry သူ့အပေါ်မှာတွဲလဲခုန်နေတာကိုမြေဘလူးကြီးကမသိလောက်ပေမဲ့သူ့နှာခေါင်းထဲကိုတစ်သားချောင်းရှည်ကြီးတစ်ခုထိုးထဲလိုက်ရင်တော့ဘလို့မြေဘလူးမျိုးမစိုးသတိထားမိမှာပါ။ Harry ခုန်တက်သွားတဲ့အချိန်မှာမော်တုတ်တန်ကသူ့လက်ထဲမှာရှိနေတုန်းဖြစ်ပြီးအဲ့ဒါကမြေဘလူးကြီးရဲ့နှာခေါင်းပေါက်တစ်ခုတည်းကိုတက်တဲ့ကြီးဝင်သွားပါတယ်။နာကျင်လွန်းလို့အော်ဟစ်ရုန်းကန်ရင်မြေဘလူးကြီးကသူ့ရဲ့တင်းပုတ်ကြီးကိုဝှေ့ရမ်းပါတော့တယ်။ Harry ကတော့အသက်လုပြီးဖက်တွယ်ထားရရှာပါတယ်။အချိန်မရွေးမြေဘလူးကြီးကသူ့ကိုဆွဲခါချလိုက်တာဖြစ်ဖြစ်ဒါမှမဟုတ်တင်းပုတ်နဲ့ခပ်ပြင်းပြင်းရိုက်တာဖြစ်ဖြစ်လုပ်လိုက်နိုင်ပါတယ်။ Hermione ကတော့ကြောက်လွန်းလို့ကျမ်းပြင်ပေါ်မှာပုံရက်သားလဲကျနေတယ်။ Ron ကသူ့ရဲ့မော်တုတ်တန်ကိုထုတ်လိုက်တယ်။သူဘာလို့ရမလဲဆိုတာမသိခင်စိတ်ထဲမှာပထမဆုံးပေါ်လာတဲ့မော်ကာတာကိုပဲအော်ရွတ်လိုက်ပါတော့တယ်။ Wingardium Leviosa ရုတ်တရက်ဆိုသလိုပဲတင်းပုတ်ကမြေဘလူးကြီးရဲ့လက်ထဲကနေလွတ်ထွက်သွားပြီးလေထဲကိုမြင့်တက်မြင့်အောင်ပြန်တက်သွားပါတယ်။အဲ့ဒီနောက်ဖြည်းဖြည်းချင်းလဲပတ်သွားပြီးသူ့ပိုင်ရှင်ရဲ့ခေါင်းပေါ်ကိုခွက်ခနဲအတန်နဲ့အတူတက်တဲ့ကြီးပြုတ်ကျသွားပါတော့တယ်။မြေဘလူးကြီးကနေရာမှာတင်ရိမ့်ထိုးသွားပြီးအခန်းတစ်ခုလုံးတုန်ခါသွားစေလောက်တဲ့အတန်ကြီးနဲ့အတူမှောက်ရက်သားလဲကျသွားပါတယ်။ Harry မတက်ထရက်လိုက်တယ်။သူကတုံရင်နေပြီးအသက်ရှူမဝဖြစ်နေပါတယ်။ Ron ကတော့သူ့လှုပ်လိုက်မိတာကိုကြောင်ကြည့်ရင်းမော်တုတ်တန်ကိုမြောက်ကင်ထားတော့မှာပဲ။ Hermione ကပထမဆုံးစကားဆလိုက်တယ်။အဲ့ဒါကြီးသေသွားပြီလား။မထင်ပါဘူးလို့ Harry ကပြောတယ်။သတိလစ်သွားတာပဲဖြစ်မှာပါ။ Harry ကခါကုန်းပြီးမြေဘလူးကြီးနှာခေါင်းထဲကသူ့မော်တုတ်တန်ကိုဆွဲထုတ်လိုက်တယ်။မော်တုတ်တန်မှာမီးခိုးရောင်ကော်ဆေးတွေလိုမျိုးအရာတွေပေးကျန်နေပါတယ်။မြေဘလူးနှစ်ချီတွေသူကအဲ့ဒါကိုမြေဘလူးကြီးရဲ့ဖောင်းမီနဲ့တုပ်လိုက်ပါတယ်။ရုတ်တရက်တကားဝုန်းကနေပွင့်သွားတဲ့အတန်နဲ့ခြေတံပြင်းပြင်းတွေကိုကြားလိုက်ရလို့သူတို့၃ယောက်လုံးမောကြည့်လိုက်ကြတယ်။သူတို့တွေဘလောက်တောင်ဆူညံအောင်လုပ်ခဲ့ကြသလဲဆိုတာသတိမထားမိကြပေမဲ့အောက်ထက်ကလူတစ်ယောက်ကတော့ပစ္စည်းတွေကွဲတဲ့အတန်နဲ့မြေဘလူးကြီးရဲ့ဟိန်းဟောက်တန်တွေကိုတေချာပေါက်ကြားခဲ့ကြမှာပါ။ခဏအကြာမှာပဲပမောက္ခမကွန်နီကယ်ကအခန်းထဲကိုဝုန်းတိုင်းကျဲဝင်လာပြီးအနောက်မှာတော့ Snape နဲ့ Quirrell တို့ကပ်ပါလာပါတယ်။ Quirrell ကမြေဘလူးကြီးကိုတစ်ချက်ကြည့်ပြီးညီးတွားလိုက်ခါသူ့နှလုံးကိုဖိရင်အိမ်နောက်ကွက်ပေါ်မှာအမြန်ထိုင်ချလိုက်ပါတော့တယ်။ Snape ကမြေဘလူးကြီးကိုငုံကြည့်လိုက်တယ်။ပမောက္ခမကွန်နီကယ်ကတော့ Ron နဲ့ Harry ကိုစိုက်ကြည့်နေပါတယ်။သူဒီလောက်အထိဒေါသထွက်နေတာကို Harry တခါမှမမြင်ဘူးပါဘူး။သူ့ရဲ့နှာခမ်းတွေကလည်းဖြူဖြော့နေပါတယ်။ Gryffindor အတွက်အမှတ်50အရယူမယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်း Harry စိတ်ထဲကနေပျောက်ကွယ်သွားပါတော့တယ်။မင်းတို့ဘာတွေတွေးနေကြရလဲ
ပမောက္ခမကောနကဲကအေးဆက်ပြင်းထန်တဲ့ဒေါသတန်နဲ့မေးလိုက်တယ်။ Harry ကမော်ဒုတ်တန်ကိုလေထဲမြှောက်ထားတုံးဖြစ်တဲ့ Ron ကိုကြည့်လိုက်တယ်။မင်းတို့အသက်မခံရတာကံကောင်းတယ်လို့မှတ်ပါ။မင်းတို့ဘာလို့ကိုယ့်အိဆောင်မှာကိုရှိမနေကြရလဲ။ Snape က Harry ကိုဆူရှာတဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်တယ်။ Harry ကတော့ကျမ်းမြင်ကိုပဲငုံကြည့်နေမိတယ်။ Ron တယောက်သူ့ရဲ့မော်ဒုတ်တန်ကိုအောက်ချလိုက်ရင်ကောင်းမှာပဲလို့တွေးမိတယ်။အဲ့ဒီအချိန်မှာပဲအရှိတ်ထဲကနေအတန်တိတ်တိတ်လေးတစ်ခုထွက်လာပါတယ်။ကျေးဇူးပြုပြီးပမောက္ခမကောနကဲသူတို့ကကျမကိုလာရှာကြတာပါ။ Miss Granger ဟမိုင်ယိုနီကနောက်ဆုံးတော့မတ်တက်ထားရနိုင်ပါပြီ။ကျမမြေဘလူးကိုလိုက်ရှာနေတာပါ။ဘာလို့လဲဆိုတော့ကျမအဲ့ဒီအကောင်ကိုတယောက်တည်းကင်တွယ်နိုင်တယ်လို့ထင်လို့ပါ။ပမောက္ခသိရဲ့အတိုင်းကျမသူတို့အကြောင်းတွေအကုန်ဖတ်ထားဘူးလေ။ Ron ကသူ့ရဲ့မော်ဒုတ်တန်ကိုလွှတ်ချလိုက်မိတယ်။ဟမိုင်ယိုနီဂရင်ဂျာကဆီယာမကိုပြောင်းလဲနေတယ်တဲ့လား။သူတို့ကကျမကိုရှာမတွေ့ရင်ကျမခုဆိုတည်နေလောက်ပါပြီ။ Harry ကသူ့မော်ဒုတ်တန်ကိုမြေဘလူးနှောက်ခေါင်းနဲ့ထိုးထည့်လိုက်ပြီးRon ကမြေဘလူးရဲ့တင်းပုံးနဲ့ပဲမြေဘလူးကိုမိသွားအောင်လုပ်လိုက်တာပါ။သူတို့ကတရားရောက်သွားခေါ်ဖို့အချိန်မရတော့လို့ပါ။သူတို့ရောက်လာတဲ့အချိန်မှာမြေဘလူးကြီးကကျမကိုတတ်တော့မလို့လုပ်နေရလေ။ Harry နဲ့ Ron ကလည်းဒါကသူတို့သိပြီးသားဇလန်းလိုမျိုးဟန်ဆောင်ပြီးကြည်နေကြပါတယ်။ဒါဆိုရင်လဲပမောက္ခမကောနကဲကသူတို့၃ယောက်လုံးကိုစိုက်ကြည့်ရင်ပြောလိုက်တယ်။ Miss Granger နင်ကတော့တကယ်ကိုမိုက်မဲတဲ့မိန်းကလေးပဲ။တောင်ပေါ်မြေဘလူးတစ်ကောင်ကိုတယောက်တည်းရင်ဆိုင်ကိုဘလို့စဉ်းစားလိုက်တာလဲ။ဟမိုင်ယိုနီကခေါင်းငုံထားပါတယ်။ Harry ကတော့စကားစာတောင်ရှာမရတော့ပါဘူး။ဟမိုင်ယိုနီဆိုတာစီကန်းဖောက်ဖျက်ဖို့အဝေးဆုံးလူသားပါ။ဒါပေမဲ့အခုတော့သူကသူတို့နှစ်ယောက်ကိုဒုက္ခတွေနဲ့ကကယ်ဖို့အတွက်စီကန်းဖောက်ဖျက်ခဲ့တယ်လို့မျိုးဟန်ဆောင်နေပါတယ်။ဒါဟာ Snape ကကျောင်းသားတွေကိုတကြားလုံးလိုက်ဝေနေတယ်လို့မျိုးမယုံနိုင်စရာဖြစ်ရပါပဲ။ Miss Granger ဒီကိစ္စအတွက် Gryffindor ကနေ9မှတ်နှုတ်ရလိမ့်မယ်။ပမောက္ခမကောနကဲကပြောလိုက်တယ်။ငါနဲ့ုံတကယ်ပဲစိတ်ပြတ်မိ။နင်ဘာတရားမှမရဘူးဆိုရင်တော့ Gryffindor မျှော်စင်ကိုအမြန်ပြန်တာကောင်းလိမ့်မယ်။ကျောင်းသားတွေအကုန်လုံးကိုယ်ဆောင်နေမှာပဲကိုညတာဆက်စားနေကြပြီ။ဟမိုင်ယိုနီထွက်သွားပြီးတဲ့နောက်ပမောက္ခမကောနကဲက Harry နဲ့ Ron ဘက်ကိုလှည့်လာပါတယ်။ကဲငါပြောချင်တာကတော့မင်းတို့တွေကံကောင်းလို့ဆိုတာပဲ။ဒါပေမဲ့ပထမနှစ်ကျောင်းသားလေးတွေဖြစ်ပြီးအရွယ်ရောက်ပြီးသားတောင်ပေါ်မြေဘလူးတကောင်ရင်ဆိုင်နိုင်တဲ့သူကတော့တိတ်မရှိပါဘူး။အဲဒါကြောင့် Gryffindor အတွက်မင်းတို့တယောက်ချင်းစီကို9မှတ်စီပေးမယ်။ဒီအကြောင်းပမောက္ခတမ်ဘယ်ဒိုကိုလည်းအသိပေးထားလိုက်မယ်။ခုတော့သွားလို့ရပြီ။သူတို့တွေအခန်းထဲကနေအမြန်ထွက်လာကြပြီးလှေကား2ထပ်လောက်တက်ပြီးတဲ့အထိဘာစကားမှမပြောနိုင်ကြသေးပါဘူး။အရာအလုံးထက်မြေဘလူးကြီးရဲ့အနံဆိုးကြီးနဲ့ဝေးရကိုရောက်သွားတာကပဲသူတို့အတွက်တကယ်ကိုစိတ်သက်သာရစေပါတယ်။ငါတို့10မှတ်ထပ်ပိုရသင့်တယ်လို့ Ron ကမကြင်မနဲ့ပြောလိုက်တယ်။9မှတ်လို့ပြောချင်တာမလား။ဟမိုင်ယိုနီစီကနှုတ်လိုက်တဲ့9မှတ်ကိုထက်တွက်ရင်လေ။ Harry ကပြန်ပြောလိုက်တယ်။သူအခုလိုညာပြောပြီးငါတို့ဒုက္ခတွေကနေကဲထုတ်ပေးတာတကယ်သဘောကောင်းတာပဲ။ Ron ကဝန်ခံလိုက်တယ်။ဒါပေမဲ့စဉ်းစားကြည့်လေ။ငါ့ကိုလည်းသူ့ကိုကဲခဲ့တာပဲ။ငါတို့သာအဲ့အကောင်ကြီးကိုသူနဲ့တူသွားပြီးမပိတ်ထားခင်သူ့ကိုကဲဖို့တော့လုံးဝမဟုတ်ဘူး။ Harry ကပြန်သတိပေးလိုက်ပါတယ်။သူတို့တွေမိမဝကြီးပုံတူကားချက်နာကိုရောက်လာကြတယ်။ဝက်နာသည်လို့လှုပ်ဝက်စကားပြောလိုက်ပြီးအထဲကိုဝင်ခဲ့ကြတယ်။အဆောင်ဧကန်ထဲမှာတော့လူတွေပြည့်နှက်ပြီးစူညံနေပါတယ်။အားလုံးကအပေါ်ကိုပို့ပေးထားတဲ့စားစရာတွေကိုစားနေကြတာပါ။ဒါပေမဲ့ဟမိုင်ယိုနီကတော့တကားနားမှာတယောက်တည်းရက်ပြီးသူတို့ကိုစောင့်နေပါတယ်။ခဏလောက်တော့အတော်လေးနေရခတ်တဲ့တိတ်ဆိတ်မှုမျိုးဖြစ်သွားပါတယ်။အဲဒီနောက်မှာတော့အားလုံးတယောက်ကိုတယောက်မျက်နှာချင်းမဆိုင်ပဲကျေးဇူးပဲလို့ဖြိုင်သူပြောလိုက်ကြပြီးပကံတွေယူဖို့အပြေးလွှားထွက်သွားကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်ကစပြီးဟမိုင်ယိုနီဂရင်ဂျာဟာသူတို့ရဲ့တငယ်ချင်းဖြစ်သွားပါတော့တယ်။တခါတရံမှာတယောက်နဲ့တယောက်တန်ရောစင်မတွဲပဲမနေနိုင်လောက်အောင်အတူတူမျှဝေခံစားရတဲ့အဖြစ်အပျက်မျိုးတွေရှိတတ်ပြီး12ပေလောက်မြင့်တဲ့တောင်ပေါ်မြေဘလူးကြီးကိုအလဲထိုးနိုင်ခဲ့ကြတာကအဲ့ဒီတဲကတစ်မျိုးပဲဖြစ်ပါတော့တယ်။ဒီလိုအကြောင်းအရာမျိုးတွေကိုဆက်လက်နားထောင်ခြင်းသေးတယ်ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်။